ကောင်းတယ်မင်္ဂလာပါခင်ဗျာအားလုံးထမင်းစားကြပါဦးငပိချက်ပြစ်လေးပေါ့နော်ငပိချက်9နဲ့ငပိချက်ချက်ထားတာဒီမှာကျတော့အသားတူကြော်ဒီမှာကျဝက်ရိုးနဲ့အာလူနဲ့ချက်တာဝက်ရိုးနဲ့အာလူနဲ့မာကစွန်ရကြော်အားလုံးစားကြပါဦးခင်ဗျာဒီမှာတော့ထမင်းငပိချက်နဲ့နေမှာပေါ့နော်ငပိချက်တော့ဒီလိုပြစ်လေးစားပြီးတော့အိုးဟိုရှယ်ပါငပိချက်ကိုရှယ်ပါငပိချက်ဒီလိုမျိုးနေပါပေါ့နော်ငပိချက်တော့မနေရှယ်ပါငပိချက်တော့မလို့မျိုးအဲ့လိုမျိုးနေငပိချက်နဲ့ငပိချက်လည်းဒီမှာကြည့်ငပိချက်လည်းအမှငါငပိချက်ကိုပြစ်နေပြောတာရှယ်ပါဒီမှာကြည့်နေပြီးတော့ဆွဲမှာတိုးစရာတော့ဘာမှတိတ်မရှိဘူးဒီမှာအရွက်ပဲရှိတယ်ဒီရွက်ပဲတိုးအောင်အိုးဒီချန်နယ်နေပြီးတော့ဒီချန်နယ်တလုံးနေပြီးစလုံးနဲ့ကိုင်ဆွဲတော့နောက်ကိုပြီးကြောကိုပြီးတော့ထည့်လိုက်တော့မယ်ဒါတို့ကြောအချင်းလေးနဲ့ရှယ်ပါကြပါဦးငပိချက်ငပိချက်ပြင့်လာမှာရှယ်ပဲငါးတယ်နဲ့ဒုတိယစိမ်းနဲ့ကစုံရကြောဒါတို့ကကျွတ်လဲရှယ်ပါပေါ်တာနဲ့အာလုံးနဲ့အိုးရှယ်ပါအဲ့ဒီငပိချက်နဲ့တိုးစရာအစုံနဲ့ဆိုတော့အိုးတိုးစရာအောင်ရွက်ပြုတ်လေးရောအစုံနဲ့စားဒီနေ့အချိန်မရလို့နေ့ကျန်တိုးစရာတော့ဝင်ရှယ်ပါရှယ်ပါဟိုဘီချန်နဲ့နေပြီးတော့စလုံးနဲ့ရှယ်ပါ
ပြောနေငါပြည့်ဆက်ဆက်ရင်နွေးနေတော့ကောင်းတယ်ရှယ်ပါပြောနေတော့怎么咋就？我有。share ba share ba alo lên ạ Sao nó chọn